လို့ပါဒီနေ့ကတော့မန္တလေးကိုလာလေနဲ့ဒီ blind box နှစ်ဘူးတွေ့ခဲ့လို့ပေါ့နော်စတိုပီယာလေးကအရန်မိုက်လို့ဝယ်ခဲ့ရပါရှင့်အဲ့ဒါနှစ်ဘူးလောက်ဖောက်ပြမှာဖြစ်ပါတယ်အေးဆုံးဒီတန်းမှာပါတဲ့အကောင်ကြီးကတော့အများကြီးပဲပေါ့နော်ဆိုတော့ဒါရေးဖောက်ပါမယ်ရှင့်ဒါလေးကတော့ The Monster တဲ့ The Monster ဆိုပြီးတော့လာပူပူလေးပေါ့နော်ကိုလာပူလေးတိုက်ကင်လာပါရှင့်ဒီထဲမှာအများကြီးပါပါတယ်အကုန်ပေါက်လို့ရပါတယ်နော်အကုန်ပေါက်ချင်ပါတယ်ဒါလေးပေါက်ချင်ပါတယ်ဒါလေးပေါက်ချင်အကုန်ပေါက်ချင်ပါတယ်ရှင့်ဆက်ဖောက်ကြမယ်ဒါတော့ရိုးရိုး blind ပေါက်ပါဟဲချစ်စရာလေးပါရှင့်ဒီလိုလေးပေါ်ကိုကဖောက်ပြပါမယ်ကလည်းမပါချစ်စရာလေးပါဒီလိုလေးပါအရမ်းမိုက်ပါတယ်ချစ်စရာလေးပါဒါလေးတော့ကိုကြိုက်တာပေါက်သွားပါပြီပေါ့နော်အကုန်လုံးပေါက်ချင်လာမလို့ပါကဲနောက်တစ်ခုကဒါလေးပေါ့နော်ဒီစတိုပီယာမှာအကုန်တော့မကြိုက်ဘူးဒီနှစ်ကောင်မကြိုက်တိုးနှစ်ကောင်လုံးဝမကြိုက်ပါဘူးမြေခွေးနှစ်ကောင်ကြိုက်တယ်ရုံနှစ်ကောင်ကြိုက်လေးခုတည်းကတစ်ခုပါရရတယ်ဒီတိုးနှစ်ကောင်တော့မကြိုက်ပါဘူးဆိုတော့ဖောက်ကြမယ်ကြက်ဒီလိုလေးပဲထားလိုက်ပါမယ်သူဟာရကြက်မပြဲစီကြင်ဒါမှပြဲသွားပါတယ်ပေါ့နော်လုံချောင်းဖတ်ကြတယ်ကတ်ကြည့်ရရောယုံလေးပေါက်ပါစီပေါက်ပါစီကိုကြိုက်တဲ့ဟာလေးပေါက်ပါစီကဲထောက်ကြမယ်1 2 3ယုံတော့ဟောင်းမြေခွေးပေါက်ပါစီမြေခွေးလေးပေါက်သွားပါလေချစ်စရာလေးပါဒီမှာမြေခွေးလေးပေါက်သွားပါလေချစ်စရာလေးတော့လုံးဝမထင်သားပါဘူးအဲ့လောက်ချစ်ဖို့ကောင်းချစ်တော့လည်းလုပ်လို့ရပါတယ်သူကမျက်လုံးတော့လုပ်လို့မရဘူးဗောနော်ဒါပေမဲ့ချစ်ဖို့ရကောင်းပါတယ်မျက်မှန်လည်းတက်လို့ရပါတယ်တက်ပြပါမယ်တက်လို့မရဘူးတက်လို့မရပါဘူးချစ်စရာလေးရဲလေးဗောနော်ဘာပေါက်သွားလဲဆိုတော့ဒါလေးပေါက်သွားပါရှင်အရက်မိုက်ပါတယ်ဒါလေးကတော့သူကအမွှေးလေးတွေကလည်းချစ်ဖို့ရကောင်းတယ်အင်းကြီးကလဲလို့ခပတ်ကျိုးကအောက်ရောက်နေပါတယ်မတင်လိုက်ပါချစ်ဖို့ရကောင်းပါရှင်ဒါကတော့မန္တလေးမှာပေါ့နော်မန္တလေးမှာရပါတယ်အရင်ချစ်ဖို့ကောင်းပါတယ်ကဲဒီလေးကတော့ဒီလောက်ပါပဲကိုပေါက်ချင်တာလဲပေါက်သွားဆိုအရင်ပြောရပါရှင်အားလုံးပဲတက်တာပါ